ကိုတိုးတက်နေပြီလို့ထင်ခဲ့တာတကယ်စူးစမ်းနေတဲ့သူတယောက်လို့ထင်ခဲ့တာအလောက်ရှုံနေရတယ်တိုးတက်နေတာကတစ်ခုစီဆိုတာတတိထားမိလာပါတယ်ဖြိုးရင်တော့တနေ့လုံးအလုပ်တွေရှုံနေရင်ကိုတိုးတက်နေပြီလို့ထင်ခဲ့တာဗီဒီယိုကြီးရဲ့စောက်တွေဖတ်တယ် notes တွေလိမ့်မှတ်တယ်ပေါ့တနေ့လုံးအလုပ်တွေများလုံးလို့ကိုတကယ်စူးစမ်းနေတဲ့သူတယောက်လို့ထင်ခဲ့တာတကယ်တည်းပြည့်ကြီးလိုက်ရင်အလုပ်ရှုံနေရတယ်တိုးတက်နေတာကတစ်ခုစီဆိုတာတတိထားမိလာပါတယ်တနေ့လုံးပြေးလွှားနေတဲ့သူကြိုးပမ်းနေတဲ့သူတွေအကုန်လုံးရှေ့ရောက်နေကြတာမျိုးမဟုတ်ပါဘူးတချို့လူတွေကဒီနေရာတစ်ခုထဲမှာပဲဒီပတ်ပြင်းနေကြတာမျိုးပါအေးရဲ့အချိန်မှာပဲဖြိုးရည်လေးစားရတဲ့ကိုဒီနဲ့မဖြိုးတို့ရဲ့ဗီဒီယိုကနေတစ်ဆက်သူတို့ကိုယ်တိုင်ကျင့်သုံးတဲ့ဒီ 80-20 principle ဆိုတဲ့အယူဆကိုသိကြပါတယ်သူ့ရဲ့တိတ်ပေရရိုးရှင်းပါတယ်တည့်ရဲ့ရလက်80ရာခိုင်နှုန်းကတေလုံးနေတဲ့20ရာခိုင်နှုန်းကနေလာရေးဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အစပိုင်းမှာတော့ဖြိုးအဲ့ဒါသိပြီးနားမလည်ခဲ့ဘူးပေါ့ဒါပေမဲ့တဖြည်းဖြည်းနဲ့ဖြိုးရဲ့နေ့စဉ်ဘဝမှာအဲ့ရဲ့ rule ကအမြဲတမ်းပါဝင်နေဆိုတာတွေ့လာရပါတယ်ဥပမာဖြိုး TikTok မှာဗီဒီယိုတွေရာနဲ့ချီပြီးကြည့်ခဲ့တယ်ဒါပေမဲ့ဖြိုးအတွက်တကယ်အထောက်အကူဖြစ်စေတဲ့ဗီဒီယိုကအနည်းငယ်ပဲရှိတာမျိုးပေါ့စောက်ဆဲကိုဖတ်ပြီးမဲ့တအုံတော့အုပ်လောက်ကပဲဖြိုးရဲ့အတွေးခေါ်တကယ်ပြောင်းလဲစေခဲ့တာမျိုးမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေမှာလည်းအဲ့ဒါလိုပဲဤကျွမ်းတဲ့မိတ်ဆွေအများကြီးရှိနေပေမဲ့ကိုတကယ်စိတ်သက်ကြနေတဲ့အချိန်မှာကိုတကယ်အားပေးပြီးဆွဲတင်ပေးတဲ့တငယ်ချင်းဆိုလို့လက်ချိုးရည်လို့ရတာမျိုးပေါ့အဲ့ချိန်မှာဖြိုးသဘောပေါက်သွားတာကအရာအားလုံးလိမ့်လို့ဖို့မလိုဘူးဆိုတာပါပဲလူတွေကလှုပ်ရှား10ခုရှိရဲဆိုရင်အဲ့10ခုနည်းနည်းစီလှုပ်ဖို့ကြိုးစားကြရပေါ့ဒါပေမဲ့တကယ်အောင်မြင်တဲ့သူတွေကအဲ့ဒီထဲမှာ2ခု3ခုပဲရွေးပြီးတော့နည်းနည်းအာရုံစိုက်ပြီးလှုပ်ကြတာမျိုးပါဒါကြောင့်မို့လေရလက်တွေကကွာခြားသွားကြတာပဲဖြစ်ပါတယ်ဖြိုးလေအဲ့ဒီရဲ့ rule ကိုတိတိကျကျလေးနားလည်ပြီးရဲ့နောက်မှာအရာအလုံးလိမ့်လို့ဖို့မကြိုးစားတော့ပါဘူးဒီကစားကိုဖြိုးရဲ့ဘဝမှာဘာအရေးကြီးဆုံးလဲဆိုတာကိုမေးပါတယ်ဘာလို့လဲဆိုတော့ဒီ 80-20 principle ဆိုတာကအလုပ်နည်းနည်းလုပ်ပြီးအောင်မြင်တာပြောမှာမဟုတ်ပါဘူးတကယ်အရေးကြီးတဲ့အရာတွေကိုမမှန်ကန်ကန်ရွေးချယ်နိုင်ခြင်းပဲဖြစ်ပါတယ်အခုဒီတော့ဖြိုးရဲ့10ရာခိုင်တော့အပြည့်အဝမတွေ့သေးပေမဲ့အဲ့ဒီ80-20 principle ကနေဖြိုးတင်ယူလိုက်ရတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့အရေးမကြီးတဲ့အရာတွေကိုလက်လွတ်ချလိုက်တဲ့အခါမှာတကယ်အရေးကြီးတဲ့အရာအတွက်ပိုပြီးအချိန်မေးလာနိုင်တယ်ပိုပြီးအာရုံစိတ်လာနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေပါလေတင်ဘဝအတွက်အကျိုးရှိစေမယ့်အရာတွေကိုဆက်လက်တင်ပြမှာဖြစ်တဲ့အတွက်ကြောင့် like subscribe လုပ်ဖို့မမေ့နဲ့နော်အားလုံးကျေးဇူးတင်ပါတယ်